အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ 1단원 저 사피에나마 다면서요 그때 grammar လေးကိုလေ့လာသွားမှာဖြစ်ပါတယ်โอเคသူကတော့အရင်ဆုံး intro အနေနဲ့ဒီလိုသုံးပါတယ်ဆိုတော့အရင်မိတ်ဆက်တာပါเนาะဒါပေမဲ့ကျွန်တော်တော့ဘယ်ချိန်မှာဘယ်ဟာကိုသုံးလဲဆိုတော့အရင်ဆုံးပြပြချင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ခုလေ့လာမယ် grammar လေးက 다면서요သူ့ကိုမြန်မာလိုတိုင်းဘာသာပြောလို့ဆိုလို့ရှိရင်대소ရွယ်လေးပဲရပါတယ်ဥပမာကိုရီးယားဘာသာစကားလေ့လာရတာစိတ်ဝင်စားဖို့ကောင်းတယ်ဆိုအဲ့လိုမျိုးเนาะတဲ့ပြီးတော့နောက်တစ်ဥပမာဆိုလို့ရှိရင်ကိုရီးယား drama တွေသချင်းတွေနားထောင်ကြိုက်တယ်ဆိုတဲ့ဆိုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုတိပြီးသားအကြောင်းအရာကိုပြန်ပြီးတော့အတီးပြုတ်ပြီးတော့မေးတဲ့အခါမျိုးမှာအသုံးပြုရပေါ့เนาะအဲ့တော့သူဒီတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အမေး grammar တစ်မျိုးပဲ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဥပမာစာကြောင်းလေးမသွားခင်မှာဘယ်အချိန်မှာဘယ်လိုကတ်တယ်ဆိုတာဒီကိုအရင်ဆုံးကြည့်ကြည့်အောင်ကျွန်တော်ဒါတော့ရုံလို့အရင် level ထဲမှာသိခဲ့အတိုင်းပဲကျွန်တော်တို့အသက်ပါတယ်ရှိမယ်မပါတယ်ရှိမယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့က동사ဒီဒုံလို့အတူကောက်ရေးတာနော် okay ဒုံဆိုတာဒုံစာပြတာဖြစ်ပါတယ် okay ဒုံစာဆိုလို့ရှိရင်ကျွန်တော်တို့က는나다면서ကတ်ပါမယ်သူကနာကျန်တာနော် okay အသက်ပါတယ်ဆိုလို့ရှိရင်나다면서요နဲ့အသက်ကတ်မယ်ဒီမှာပါလို့ပေါ့ okay အသက်မပါရင်나다면서요အသက်ပါတယ်ဆိုရင်တော့는다면서요နဲ့ကတ်မှာနော်ဥပမာ가다သွားသည်အဲ့ဒါမှအသက်မပါတော့간다면서요သွားတယ်ဆို먹다စားသည်အသက်ပါတော့먹는다면서요စားတယ်ဆိုအဲ့ဒီလေးပဲပေါ့နော် okay 형사ပြောတာဖြစ်ပါတယ် quality verb တွေပေါ့ဆိုတော့ quality verb တွေဆိုရင်ကတော့အသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေတို့ကဗာလေးပဲကတ်တာလေဆိုတော့다면서요ကတ်ရုံနဲ့ကတ်လိုက်ရုံလေးပဲ비싸다ဆိုရင်ဈေးကြီးတယ် 비싸다면서요ဈေးကြီးတယ်ဆို재미있다စိတ်ဝင်စားဖို့ကောင်းတယ် 재미있다면서요စိတ်ဝင်စားဖို့ကောင်းတယ်ဆိုအသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေတို့က형사ဆိုရင်တော့다면서요ပဲကတ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ now 명사ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုကတ်မှာလဲအသက်ပါရင်ကတော့ကျွန်တော်တို့က 이라면서요နဲ့ကတ်ပါဒါပေမဲ့အသက်မပါဘူးဆိုရင်ကျွန်တော်တို့ e ကိုထည့်ကြမလို့ 라면서요နဲ့ပဲကတ်ပါမယ်ဥပမာ친구ဆိုလို့ရှိရင်တငယ်ချင်းပေါ့친구라면서요တငယ်ချင်းဆိုအဲ့ဒီလေးပဲပေါ့နော်အသက်မပါတော့라면서요 생일로ခေါ်တဲ့မွေးနေ့ 생일이라면서요မွေးနေ့ဆိုအဲ့ဒီလေးပဲပေါ့နော် okay ဒါလေးကတော့ရုံလို့မနိုင်ပြောရရင်သူအရင် level ကြီးကအတိုင်းပဲပေါ့နော်ဘာမှအရင်ကြီးဆိုလို့ပြောမဟုတ်ပါဘူး okay ကျွန်တော်ကဒီဟာလေးအချုပ်ပြပြောမယ်ဆိုလို့ရှိရင်동사ဆိုလို့ရှိရင်အသက်ပါတာမပါတာကြည့်မယ်အသက်ပါတယ်ဆိုလို့ရှိရင်는다면서요နဲ့ပဲကတ်မယ်အသက်မပါဘူးဆိုရင်ကတော့나다면서요 형사ဆိုရင်ကတော့အသက်ပါမပါ다면서요ပဲ okay ဆိုတော့명사လို့ခေါ်တဲ့ noun တွေဆိုရင်ကတော့အသက်ပါရင်이라면서요နဲ့ကတ်ပြီးတော့အသက်မပါရင်ကတော့라면서요နဲ့ပဲကတ်ပါမယ်ဒါလေးပဲပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီဟာကိုခွာကြောရှိတယ်လို့ခေါ်တယ် past tense နဲ့သုံးလို့ရတာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်တော့သိခဲ့တယ် at ot တချို့ရတယ်လေ at ot yot လို့သင်ရမှာပေါ့နော် okay အဲ့ဒါလေးပဲ 어떠면서요 okay ကျွန်တော်တို့အရင်တော့သိခဲ့တဲ့အတိုင်းပဲor တရာနဲ့ဆိုလို့ရှိရင် at ကိုသုံးတယ်ဟုတ်တယ်မလား or တရာပဲပြီတခြားတရာတွေဖြစ်တဲ့ o u e စသဖြင့်အဲ့ဒီတရာတွေဆိုလို့ရှိရင်ကျွန်တော်တွေက yot sorry 어따အဲ့ဒါကိုသုံးတယ်ဟုတ်တယ်ဟလားအဲ့တော့ဟာတာနဲ့ဆိုရင်ကတော့ 했다ကိုသုံးတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်보다ကြည့်သည်오드라နဲ့ဆုံးတဲ့အတွက်ကြောင့်မလို့봤다면서요 시케소 ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုက 길다 ဆိုတဲ့ရှည်သည် okay ဆိုတော့이드라ဆိုတော့ 오아드라 မို့တော့ 어따 နဲ့ကတော့ 길었다면서요 시계네ဆိုနောက်တစ်ခုက 잘하다 တော်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်잘하다လေကျွန်တော်တို့ 형사နော်တချို့ကကျတော့ဘယ်လိုလဲဆို잘가 강화하다 လုပ်သည်ဆိုပြီးတော့ 잘하다ကို동사နဲ့မှာတယ် 잘하다 이 형사နော်okay ဆိုတော့ဒီမှာဆိုလို့ရှိရင် 하다နဲ့ဆိုတော့ 했다 ကိုခေါ်တယ်잘했다면서요 တော်ခဲ့တယ်ဆိုအဲ့ဒီလေးပဲဖြစ်သွားတယ်ပေါ့နော်ဒါကတော့과거 시제ဖြစ်ပါတယ်okay ဒါဆိုလို့ရှိရင် 과거 시제မှာ 동사와 형사가 ဒီပတန်နဲ့ပဲတော့အကုန်သွားတယ်ပေါ့နော် okay 명사ဆိုလို့ရှိရင်ကတော့ကျွန်တော်တို့က 이었다면서요 နဲ့ကပ်ပါမယ်အသက်ပိုင်း 이었다면서요 အသက်မပါဘူးဆိုရင်ကတော့ကျွန်တော်တို့ဒီမှာပါတဲ့အတိုင်းပဲ 였다면서요 နဲ့ကပ်ပါမယ်친구တငယ်ချင်း 친구였다면서요 တငယ်ချင်းဖြစ်ခဲ့တယ်ဆိုအဲ့ဒီလေးပဲနော် 생일로ခေါ်တဲ့မွေးနေ့ 생일이었다면서요 မွေးနေ့ပဲဖြစ်ခဲ့တယ်ဆိုမွေးနေ့ပဲအဲ့ဒီ
Okay,ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာကိုရှင်းပြပြီးဆိုတော့ okay ပြီးတဲ့ရှင်းလို့ခေါ်ရဲစင်တို့ future tense okay သုံးလို့ရလားရတာပေါ့စင်တို့အရင်တော့သိခဲ့ကျွန်တော်တို့အရင်တော့သိခဲ့တဲ့အတိုင်းပဲလအသက်ပါရင်ကိုသုံးပါပေါ့ဟုတ်တယ်လားအသက်မပါရင်ကတော့လကိုပဲသုံးပါအဲ့ဒီအတိုင်းပဲပေါ့နော်ဒီမှာဆိုလို့ရှိရင် 취업 받아လို့ခေါ်ရဲအလုပ်ဝင်ပြီ취업할 거라면서요အလုပ်ဝင်တော့မှာဆိုအဲ့ဒီလေးပေါ့နော်နောက်က읽다ဖတ်တယ်ဆိုတော့읽을 거라고 면서요ဖတ်တော့မှာဆိုအဲ့ဒီလေးနော် okay ဒါလေးကတော့ဘာမှအရင်ကြီးလို့ရုံးလို့အတွက်ထူးခြားခြားကြီးတော့မဟုတ်ဘူးเนาะရုံးလို့ရင်လည်းပဲငါတီးခဲ့ပတ်တန်လေးပဲဒါမှနောက်ကသားမျိုးဆိုဒါကက်တာလေးပဲကိုယ်เนาะဘာမှဒီ grammar ကရင်လေးထူးခြားခြားကြီးမဟုတ်လို့ခက်တယ်လည်းမဟုတ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာလေးကြည့်အောင်ပါဥပမာ가안이 몇 살입니다. 오늘 교수님과 상담을 한다면서요? 오늘 디니 교수님과 자 바마카인에 상담을 한다면서요? 스웨덴 다이면으로서 상담소에 대비 consult 구별 합시 봐요. 스웨덴 다이면 영어로 FD마와 에이전시 아니면 consultancy လုပ်ပေးတယ်လို့စသဖြင့်အဲ့ဒီ consult ဆွေးနွေးတိုင်ပင်သူကဆွေးနွေးတိုင်ပင်တဲ့အဓိပ္ပာယ်ရောင်းလို့ရအကြောင်းအရာတစ်ခုကိုကိုအတွေ့ကိုသူ့ဖလဲသူ့အတွေ့ကိုဖလဲအဲ့ဒီအဓိပ္ပာယ်မျိုးမဟုတ်ဘူးเนาะဆိုလိုချင်တဲ့အဓိပ္ပာယ်ကတည့်ရဲ့ 상담 consult လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီပါလဲဆိုတခြားလူတွေကနေကိုအကျဉ်းဉာဏ်တောင်းတာအဲ့ဒီဆွေးနွေးတိုင်ပင်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะโอเคဒီမှာဆိုလို့ရှိရင်သူကခါမေးလိုက်တာဒီနေ့ပမောက်ခိုင်နဲ့ဆွေးနွေးတိုင်ပင်မလို့ဆိုအမှန်နာပြန်ပြေတယ်네 오케이 아직 진로를 정하지 못해서 진로로 걸 캐리어 I'm sorry 뭐 진로로 걸 캐리어 저 일단 모양장 저 진로 정하다ဆိုတဲ့ပဲဒီကိုယ့်ရဲ့အသက်မွေးကံကိုဆုံးဖြတ်တာကိုကဘာလုပ်မယ်ပေါ့ကိုကဒီမေဂျာနဲ့ပြီးတာတယ်ဒီမေဂျာနဲ့ပြီးရလို့ကြောင့်မို့ကိုရှေ့ဆက်ပြီးဘာလုပ်မယ်ဆိုတဲ့ဆက်ပြောတာပေါ့နော်โอเค진로를 정하지 못해서 저 캐리어고မဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့်မလို့교수님과 마마카인이 이야기해보려고요. 그래서 제가 표시문로가 네 아직 진로를 정하지 못해서 구체비 고의 캐리하고 성편한대로 마마카인의 제가 표시문로가 오케이 라솔루션이 다리아 우버말이고 라솔루션 저리가 디그라마고 베이싱 바동 비라래 디할리아로 연구만 답변 도로로 바래 다른 사람에게 듣거나 차루 지안이 짜게라 다만 혹 이미 알고 있는 사실을 고가 띠비다 사실로 거래 말이하고 확인할 때 띠뷰의 가능화 사용합니다. 어떤 비법이 저 차루 지안이 고가 자하레하 에라무 고가 띠비다 자하고 띠뷰의 가능화 동주바이 오케이 저 나의 우마를 세비어지야마 저 가미라이 방학에 부산에 간다면서요? 저 방학로 거래 정배예시구나 정배예시마 부산에 오도 하면서 네, 오케이. 오랜만에 부산에 사는 친구를 만나려고요. 자, 오랜만에. 자, 아이님아, 부산에 사는, 부산만의 친구를 만나려고요. 등예진의 뜻으로, 자, 아이님아, 등예진의 변두야. 이 맛으로 시니까, 누구네, 부산구 또함해줘요. 자, 우두가, 부부요, 삐지네, 부부요, 띠뷰 가면 동네 잡이를 정도가 막 다면 나다면 사용해 가라이다. 응? 오케이. 영루가 반말버 이펌에 제일 유명한 솔루션 요 표로 야해노 간다면서 알려. 오케이. 나라를 굳이 아마 나라가 한국은 과일값이 비싸다면서요? 한국은 코리아로 과일가로 연로디비다 디버 과일값이 저 디세노가 비싸다면서요? 세지에서 네 오케이 너무 비싸죠. 이게 너무 세지로 자주 사 먹기 힘들어요. 자주로 거예요. 맞아. 사 먹기 저 왜 사야 힘들어요. 비말 말이 솔루션에 대비가 맞아가나
ဝင်မစားနိုင်ဘူးပေါ့နော်ဆိုတော့ကိုရီးယားမှာအသီးဈေးနှုန်းအရင်ဈေးကြီးတယ်ဆိုဟုတ်တယ်အရင်ဈေးကြီးလို့မကြာခဏဝင်မစားနိုင်ဝယ်စားဖို့ပြင်ပန်းခက်ခဲပေါ့နော်ဝယ်စားခဲ့တယ်ပေါ့အဲ့ဒီအဓိပ္ပာယ်ဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်example လေးထပ်ပြီးတော့ကြည့်အောင်ပါ okay နောက်ထပ်တစ်ကြောင်းကကျတော့설악산은 sorry 설악이라는 얘기를ပြောလိုက်တယ်နော် 설악산은 단풍이 아름답다면서요? 설악산하러 설악가라는 의미로 산가르다. 설악산자 구리야마시였다고表示ပါတယ် 단풍로 거래 미베베. 이 미베벨리가 나에서 설악당마 미베벨리가 나에서 네, 네. 그래서 애자로 가을이면 관객이 정말 많이 와요. 그래서 애자로 가을이면 가을 로컬이 사후야디요. 관광객 로컬이 tourist. 네. 자다 기도하래요. 기도하래가 정말 많이 와요. 이렇게 암야지라자. 이가장이라고 당푸마 저 설악다마 미베반이 양보이네로 자에 라마두가 디뷰에네 비고 메지라고 너 설악다마 미베반이 양 나에서ဟုတ်တယ် 양အဲ့ဒါကြောင့်မလို့ 미베반이 양လာလို့ ဆောင်းရာသီ ဆိုလို့ရှိရင် tourist တွေတကယ်အများကြီးလာကြတယ်ဒါတော့သူခွနတောင်ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ A ကနေပြီးတော့ B အကြောင်းကြားခဲ့တာသူကဘာကြောင့်ကြားလဲဆိုတော့ 한국학과에 합격했다면서요? 한국학과에 합격했다면서요? 한국학과ဆိုတာဒီ Korea ဌာနကိုပြောတာဖြစ်ပါတယ် Korea စာဌာနပေါ့နော်အဲ့တော့ Korea စာဌာနမှာ 어머니에서 네,ဟုတ်တယ် 떨어질 줄 알았는데 붙었어요. 저 짬에 대나게라고 어머니 저 지마 떨어지다 줘야 돼 베디 욕자디 줘야 되면 하고요. 저 성외자 줘야 되고요. 디마나루가 붙다 줬다 디켓디고요. 저 디마저 깨대 줘야 되면 하고 성외 안에 줘야 되고요. 코리아 사타나 어머니에서ဟုတ်တယ် 짬에 대나 예배매 어머니 오케이 아스로시니 네, 여러분들이 디 드라마를 위하는 게로 tema. 아스로시니 저 exercise 그런 거지요. 오케이. 저 exercise가 얼마 그렇게 기계로 하고요. 또 대화를 완성하세요. 저 이제 배우고 봐가 비로 피우면요. 디마 솔루션이 누가 정하는 후비라에 이 정하고 영무가 땐더들로 다음면서요. 깨비야면요. 오케이. 디마 솔루션이가 정하는 구장에 더블 구장에 대해서 태우 씨가 내일 발표를 한대요. 저 태우가 만약에 솔루션이 누가 발표를 거래 presentation presentation 로메에 아마 가안이ပြောတယ်ပေါ့နော် okay ဒီနားမှာတော့ blank လေးရှိမယ်ပေါ့ကွယ်အဲ့ဒါမှ여러분들과 디하오သုံးပြီးပြောရမှာပေါ့태우 씨 태우 내일 발표를 한다면서요? 만약에 presentation လုပ်မှာဆို 준비는 잘 돼가요? 준비로 거의 빈센무구나 빈센무가 생비도하나 잘 돼가요? 생비도하나 열심히 하고 있는데 쉽지 않네요. 주유소 살롱님의 레어레어웨노 더 알루비암 좋아요. 오케이, 저 영어가 반막하게 gel로시 하면도 디마 피아타리 사정리시고요. A 사정리요 영어가 패미 디바가 대화리요 패미. 저 패비요 SMB로 영어가 PTM을 피파리 디 넷동링아서 나보디밤. 오케이, A 나보에 너는 맨니가 저 그림을 보고 대화를 완성 보세요. 저 뽕오지비로 이렇게 배우고 비비성어 피바이 뽕지비어 피아 배도이자무 영어 땐또 뽕의 relevant ဖြစ်နေတွေ လိုက်ရောညီတွေ အဖြစ်တွေ အားလုံးပဲလေ 저ဘယ်လိုပဲဖြစ်ရမယ်ဆိုရယ် တတ်တမဲ့ အဖြစ် မရှိဘူးပေါ့နော် 저 영어 뽕지비 피의 감마 꼬바가 따내면အသင့်တော်ဆုံး ဖြစ်အောင် ဖြစ်ကြည့်ပါ 오케이, 넘버 1만 솔루션 누가 뽕리를 뽕비를 뽕마바 뽕내줘 제 결혼식에 초대합니다. 지마의 결혼식으로 거래 밍라베고노 밍라베고 페이파리 불어페이다래죠 유진 드림 저 유진 드림로 거래가 말이야 페이다 아마 가안이表来的유진 씨 또
꼴라 비타마 꼴라 비타야 여러분 디알리 페프로 결혼한다면서요? 민라성노 마소 축하해요. 컴퓨터에 아마 나니 몇몇에 네 고마워요. 오케이 기술된 말 애로 변별해 너? 그래서 소루션 여러분 네 동링아 리보리 봐 로지 봐. 오케이 필요 소루션 여러분 디 하리 야리 메로 된 말에 라서 더 대 비올리 마 답변 다음에 얼마